အောက်ထောက်ရလာတဲ့ခါကျလို့ရှိရင်ပုံထွက်မလားလို့ဖြစ်သွားပါလိမ့်မယ်ပုံမှန်တိုင်းပဲလိုပဲထိုးသွားပြလိုက်ပါဟိုဘက်ရလို့ရှိရင်အမဲရောက်ရှိနေဆက်မယ်ပြီးတော့မဲရောက်ရှိနေပြထိုးလာမယ်နေရာပဲပြန်ရောက်လာပြီဆိုလို့ရှိရင်နေရာကိုအဲ့တဲ့ထဲမှာပုံမှန်တိုင်းပဲအဲ့ဒီပုံမှန်တိုင်းအဲ့ဒီ for flight shield တခါလေးပြတ်သိမ်းသွားမယ်ခါတိုင်းလိုပဲထိုးသွားပြလိုက်ပါအမဲရောက်ရှိယူမယ်ထုံးတိုင်ထိုးမယ်အဲ့ဒါတိုင်းပဲထိုးသွားပြလိုက်ပါဟိုပြောက်ရှိဆိုလို့ရှိရင်လည်းတောင်းတိုင်ထိုးမယ်ပြီးတော့ဟိုဘက်ရောက်လို့ရှိရင်တိုင်တော့ငါတိုင်ပြထိုးလာမယ်ပြီးလို့ရှိရင်ကျန်တဲ့အားတွေကိုတိုင်လက်နဲ့ထိုးမယ်အဲ့ဒီနေဖြူပြန်နေအောင်ပြန်ပြီးတော့မှပဲပုံမှန်တိုင်ထိုးသွားလိုက်ပေးလိုက်ပါဒီတစ်ခုပြီးလို့ရှိရင်နောက်တစ်ခုကြလို့ရှိရင်ပထမဆုံးထိုးခဲ့တဲ့ဟာလိုမျိုးပဲအပေါ်ပြန်ရအောင်ပြီးလို့ရှိရင်ဖြူရပြီးတော့အနီးအထိုးတဲ့ချိန်ကြလို့ရှိရင်အဖြူရဖြတ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဖြူရအောင်အဲ့ပလာပြန်ပြီးတော့မှပဲပြန်ပြီးတော့ဆက်ရပါမယ်အဲ့ချိန်ကြလို့ရှိရင်အမဲအောင်မတုံးတော့အမဲအောင်တော့အခုတောင်းပြီးလို့ရှိရင်ကျွန်တော်တို့ဖြတ်လိုက်လို့ရပါပြီအမဲအောင်တော့နောက်တစ်ခါတော့ကျွန်တော်မထိုးပြတော့ပါဘူးပထမဆုံးထိုးခဲ့တဲ့အတိုင်းမျိုးပဲအနီးအဖြူအောင်နဲ့အပြာရောင်ပဲပုံမှန်အတိုင်းအဲ့လိုပဲထိုးသွားပြီးပါမယ်အမဲအောင်နေရာမှာဖြူအောင်အစားထိုးလိုက်ရောက်ပါမယ်ပြီးတော့ကျွန်တော်တို့ပုံနေတဲ့ကျိုးလေးကိုဖြတ်ပြီးတော့မှဒီလိုပုံစံမျိုးရလာမှဖြစ်ပါတယ်အဲ့ချိန်ကြလို့ရှိရင်ဟိုဘက်နဲ့ဒီဘက်နဲ့ကိုဆက်ပါမယ်ဟိုဘက်နဲ့ဒီဘက်ဆက်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့အမဲအောင်ငါပေါက်တဲ့ပထမဆုံးအပေါက်ကိုဟိုဘက်ပထမဆုံးပေါက်နဲ့ဆက်ပါမယ်အမရှိထားပြီးလို့ရှိရင်ကျွန်တော်တို့စားပြီးတော့မှချုပ်လို့ရပါပြီဆောင်းတဲ့ခါကျလို့ရှိရင်ဟိုဘက်ဒီဘက်အမျိုးမချောက်ပါဘူးဒီကျွန်တော်ဒီဘက်တစ်ဖက်တွေကနေပဲဟိုဘက်ထဲကိုထည့်မယ်ပြီးလို့ရှိရင်ဒီဘက်ကိုပဲပြန်ပြီးတော့မှချုပ်လာပါမယ်ဟိုဘက်ထဲကိုပြန်လာပြီးတော့မချုပ်ပါဘူးဒီဘက်ထဲကိုတစ်ဖက်ထဲကိုပဲချုပ်ပါမယ်အဲ့မှာအောက်ထောင်းနေတဲ့ခိုင်လေးဖြစ်မှဖြစ်ပါတယ်ပေါက်တယ်နေပဲထဲမယ်အဲစားလို့ရှိရင်တော့အပေါက်တိတိရှာလေးချိပေးပါဟိုအပေါက်ပိုးတာတို့လိုတာတို့ဖြစ်သွားနိုင်ပါတယ်ရှေ့ထိုးတဲ့အချိန်မှာဆိုလို့ရှိရင်လည်းအပေါက်မမအောင်ဆိုပြီးတော့မှကျွန်တော်အစပိုင်းမှာကနန်လေးရေတွက်ပြီးတော့မှထိုးသွားစေချင်ပါတယ်ဒါမှနောက်ဆုံးကျွန်တော်တို့ဒီလိုချုပ်တဲ့ခါဆိုလို့ရှိရင်အပေါက်တဲ့အပိုးလိုမရှိဘဲနဲ့ချောင်းထဲမှာကျပါတယ်အဲ့ဒါပဲတစ်ဖက်လည်းချုပ်ပြီးတော့မှဟိုအဆုံးအထိကိုချုပ်သွားပေးပါမယ်ဟိုဘက်ဆိုရောက်ပြီဆိုလို့ရှိရင်နောက်ဆုံးကြံခဲ့တဲ့ပေါက်ကိုချုပ်မယ်ပြီးလို့ရှိရင်အပေါ်မှာလိုပေါက်တည်းလေးရှိပါတယ်ကျွန်တော်တို့အဲ့ဒီပေါက်တွေနဲ့ဆက်ထားပါတယ်အဲ့ဒီအပေါက်ထဲနေပြီးတော့မှရှေ့ကိုဟိုဘက်ဒီဘက်ထည့်ပါမယ်ဟိုဘက်ဒီဘက်အဲ့လိုထည့်ပြီးလို့ရှိရင်ဆွဲပြီးတော့မှကြောက်အောင်ဆွဲပေးပါမယ်အဲ့ဒါပဲဒီဖက်ထက်လိုက်ဟိုဘက်ထက်လိုက်နဲ့လို့ဟိုဘက်တစ်ပတ်ပြည့်တဲ့အထိကိုအတိုင်းပဲချုပ်သွားပေးပါမယ်